ပွဲပြီးသွားတာကြပေမဲ့ဇလန်းပြန်အစဖော်ကတန်တာမိုးသိန်းကိုအငဲနှောင်းဖြစ်သမုတ်လာတဲ့ဆွီတီဂျိုဂျိုနဲ့တန်တာမိုးသိန်းတို့ရဲ့ပွဲကလက်တလုံးမှာပြင်းထန်အခြေအနေအဆင့်ကိုရောက်နေကြတာပါရွှေမန်းနဲ့ပတ်သက်ပြီးအခြေတင်စကားများခဲ့တဲ့သူတို့နှစ်ယောက်ကအခုချိန်ထိမပြီးနိုင်အကြီးမြိုင်ဖြစ်နေခဲ့ပါတယ်ရွှေမန်းနဲ့တန်တာမိုးသိန်းရဲ့ပွဲမှာဒရိုက်တာ PK ရဲ့ဇနီးဖြစ်တဲ့ဆွီတီဂျိုဂျိုကတစိမ့်တစ်ပိုင်းပါဝင်ပတ်သက်ခဲ့တာပါရွှေမန်းကိုချင်းကပ်တဲ့မိန်းကလေးတွေထဲမှာဆွီတီဂျိုဂျိုလည်းပါတယ်လို့တန်တာမိုးသိန်းကပြောခဲ့ပူရဲ့ရှင်အိမ်မှာမုတ်လို့စားပြီးဆိုရင်ရွှေမန်းကိုဖုန်းဆက်ခေါ်တက်ပြီးအဲဝစ်ကြေတက်တာပါဒါကြောင့်တန်တာမိုးသိန်းကဆွီတီဂျိုဂျိုရဲ့အဲဝစ်ပြူငါမှုကြီးကိုပြီးခဲ့တဲ့ live မှာစတင်ဖော်ထုတ်ခဲ့ပြီးအခုတစ်ခါမှာတော့ဆွီတီဘက်ကနေတန်တာမိုးသိန်းအကြောင်းအောက်ဖဲပြန်လှန်ခဲ့တာပါတန်တာမိုးသိန်းပြောသလိုရွှေမန်းနဲ့အထင်လွဲစရာဆက်ဆံရေးမျိုးမရှိခဲ့ပေမဲ့တန်တာမိုးသိန်းကတော့အငဲနှောင်းဖြစ်နေတယ်ဆိုပြီးဆွီတီဂျိုဂျိုကအောက်ဖဲလှန်ခဲ့တာပါသူရဲ့ဘဝမှာအမျိုးသားဆိုလို့ဒရိုက်တာ PK သာရှိပြီးဘယ်ယောက်ျားလေးကိုမှပျော်ပြီးမလုပ်ဖို့ကြောင်းအခုချိန်မှာဆွီတီဂျိုဂျိုကပြန်လည်ဖြေရှင်းခဲ့တာပါပြဿနာကဖြစ်ခဲ့ပြီးတာကြပြီးဆိုပေမဲ့အခုချိန်မှာပြန်အစဖော်ရတာကတော့ဆွီတီဂျိုဂျိုစီကိုတန်တာမိုးသိန်းရဲ့အကောင့်အဟောင်းလို့ယူဆရတဲ့အကောင့်တစ်ခုကနေလာတိုက်ခိုက်နေလို့ပါပဲဒါကြောင့်အဲ့ဒီအကောင့်တူကတန်တာမိုးသိန်းလို့တန်းရည်ရွယ်ပြီးသူများယောက်ျားတွေနဲ့ခိုးတွဲမနေနဲ့လို့ဆွီတီဂျိုဂျိုကဒိတ်ကစ်လာခဲ့တာပါတန်တာမိုးသိန်းနဲ့ဆွီတီဂျိုဂျိုတို့ကအကြီးကျယ်ရန်ဖြစ်နေကြပေမဲ့တချင်းကအရန်ရင်းနှီးခဲ့ကြတဲ့တငယ်ချင်းတွေဖြစ်ခဲ့တာပါဘလို့အကြောင်းအရာတွေကြောင့်မိတ်ပြတ်ဆွေပြတ်ဖြစ်သွားရလေတော့မသိပေမဲ့အခုချိန်မှာတော့ကပ္ပရန်သူတွေနီးနီးစစ်ခင်းနေကြတာပါဒါပေမဲ့တန်တာမိုးသိန်းကတော့တစ်ခုဆိုတစ်ခုထိထိမိမိပြောတတ်သူပြီးဆွီတီဂျိုဂျိုကို under control ဆုတ်ဆုံးမမှုမရှိတဲ့သူတနည်းအားဖြင့်မိမဆုံးမဖမဆုံးမဆိုပြီးတွေ့ဝိုက်ပြန်တုတ်ပြန်လာခဲ့တာပါတန်တာမိုးသိန်းနဲ့ဆွီတီဂျိုဂျိုတို့ရဲ့ပွဲပေါ်ပရိသတ်တို့ဘလို့ထင်ကြလဲရှင်